မင်္ဂလာပါခင်ဗျာခုနေ့သားသမီးအားလုံးဘေးရန်အန္တရာယ်ကင်းပြီးတော့စီးပွားလက်လာပါများဖွံ့ဖြိုးတိုးတက်ကြပါစေဗျာ25ရက်9လ2026စနေနေ့အတွက်တပတ်စာဟောစကားများကိုတင်ပြပေးပါမယ်တနင်္ဂနွေသားသမီးများဒီတပတ်အတွင်းမှာကိုယ်စိတ်နှပြကျမ်းမာချမ်းသာပြီးစီးပွားလက်လာပါများတိုးတက်ပါလိမ့်မယ်တောင်ရက်ကဗုဒ္ဓဟူးနံပစ္စည်းဗုဒ္ဓဟူးသားသမီးများကြောင့်တောကများပါလိမ့်မယ်ဗျဗုဒ္ဓဟူးနံပစ္စည်းများမှလွဲ၍ကျန်တဲ့လုပ်ငန်းများတိုးချဲ့လုပ်ကိုင်နိုင်ပါတယ်။ဤမှန်းချက်တွေအောင်မြင်ပါလိမ့်မယ်။အ내ရောင်အဝါရောင်ကိုဝတ်ဆင်ပေးပါ။အိမ်တော်ရေးအခြေရေးမရေမရာကိစ္စများနဲ့စကားများတတ်ပါတယ်ဗျ။ရရအနေနဲ့ကတော့တောင်မဲကိုမျက်နှာမူပြီးတော့တပြေပန်းကိုပန်ပြီးခေါင်းလျှော်ပေးပါ။တနင်္လာသားသမီးများဒီတစ်ပတ်မှာစိတ်ရောကိုယ်ရောဆင်းရဲတတ်ပါတယ်။ဇနီးမယားဟူသောကြောင်းပြည့်တော်၎င်းတောက်ကြနံကြောင့်တော်၎င်းစိတ်တော့ကရောက်တတ်ပါတယ်ဒီတစ်ပတ်အတွင်းခီးမတော်ပဲနေဖို့ကြံပေးခြင်းပါတယ်အလုပ်ကိုင်ကိုလည်းပုံမှန်ပဲလုပ်ကိုင်မှာငွေချီတာအမကန်တာတွေမလုပ်ပါနဲ့ဝတ်ဆင်တဲ့အယောင်ကတော့အစိမ်းရောင်အညိုရောင်ကိုဝတ်ဆင်ပေးပါအိမ်တော်ကြီးအခြေရေးအပြန်အလှန်ပူပန်မှုတွေနဲ့ကြုံရတတ်ပါတယ်ရေရအနေနဲ့ကတော့တောက်ကြနံပစ္စည်းစားစရာအသုံးဆောင်တစ်ခုခုမိမိအိမ်ရှိမှဖြတ်သွားဖြတ်လာပြုလုပ်တဲ့နွမ်းပါသူတွေကိုပေးလူပေးခြင်းဖြင့်စင်ပြေမှုတွေရရှိလာပါလိမ့်မယ်။အင်္ဂါနေဘဝသားသမီးများကဒီတစ်ပတ်မှာတော့ကိုရောစိတ်ပါနှဖျားကြမ်းကြမ်းမာချမ်းချမ်းသာသာနေရမယ့်ကာလပါဗျာ။စီဝါလာလာပါမမျော်လင့်ပဲဝင်လာပါလိမ့်မယ်။သားသမီးများလည်းထုံးကားနိုင်ပါတယ်။စိုးရောလာရောဝင်ကိန်းရှိပါတယ်ဗျာ။အလုတ်ကိုင်းနေနဲ့စနေသားတောက်ကြသားသမီးများရဲ့အကူအညီများကိုရရှိနိုင်ပြီးတော့စနေနံတောက်ကြနံအယောင်းဝယ်များကိုလုပ်ကံ၍အကျိုးမြတ်လည်းရရှိပါလိမ့်မယ်ဝတ်ဆင်တဲ့အယောင်ကတော့အဖြူရောင်ဆက်ပြောက်ပါတဲ့အယောင်များကိုဝတ်ဆင်ပေးပါရေရအနေနဲ့ကတော့တောင်ဘက်ကိုလှည့်ပြီးခီးပန်းကိုခေါင်းမှာပန်းပြီးတော့ခေါင်းလျှော်ပေးလိုက်ပါဘုရားဦးသားသမီးများဒီတစ်ပတ်အတွင်းမှာကိုရောစေရောချမ်းချမ်းသာသာရှိပါမယ်ဖခင်ဖြစ်စီဖခင်ကဲ့သို့အုပ်ထိန်သူတို့ကြောင့်ပဲဖြစ်စီညဉ့်ညင်းမှုကိုတော့ခံရနိုင်ပါတယ်သို့တော်လည်းပဲစိုးရင်ကြမရှိပါဘူးမြောက်ဘက်ရက်ကိုတော့ခီးသွားဆင်ញင်ပေးပါအလုတ်ကိုင်းနေနဲ့ဗုဒ္ဓဟူးနံတနင်္လာနံလုပ်ငန်းများကနေအကျိုးအမြတ်လက်လာပါများရရှိပါလိမ့်မယ်အယောင်ဝယ်ကောင်းပါမယ်ဝိစင်ရန်အယောင်ကတော့အဖြူဝါရောတဲ့အယောင်ကိုဝတ်ဆင်ပေးပါဗျာအိမ်တော်ကြီးချီတာတာရရကောင်းကောင်းမွန်မွန်ရှိပါလိမ့်မယ်ရေရအနေနဲ့တော့အိမ်မြောက်ဘက်မှာရှိတဲ့လမ်းကိုမြင်ညှိပြုပြင်ပေးလိုက်ပါဗျာအားလုံးအဆင်ပြေအောင်မြင်သွားပါလိမ့်မယ်ဂျာလာပရိသတ်သမီးများကတော့မင်းစိုးရာဇာတို့ရဲ့လက်လာပါကိုရရှိပါမယ်အကြီးကဲတို့ရဲ့မြောက်စားမှုကိုခံရပါလိမ့်မယ်လက်လာပါပိုးများတဲ့ကာလဖြစ်ပါတယ်ဗျာအလောက်ကိုင်းကြမ်းစီလောက်ကိုင်းမှန်သမျှအောင်မြင်ပါလိမ့်မယ်အရှိမြောက်အနောက်ရက်တို့ကိုတော့ခီးသွားလာဆင်ញင်ပေးပါအနီးရောင်အနီးညိုရောတဲ့အယောင်များကိုဝတ်ဆင်ပေးပါအိမ်တော်ရေးအခြေရေးစိတ်ချမ်းသာမှုရှိပါလိမ့်မယ်ရေရအနေနဲ့တော့မိမိအိမ်ရဲ့အနီးနားမှာရှိတဲ့လမ်းကိုမြေညှိပေးလိုက်ပါဗျာတောက်ကြသားသမီးများအနေနဲ့မိဘအတွက်တော်၎င်းဆွေမျိုးသားချင်းများကြောင့်တော်၎င်းဒုက္ခရောက်တတ်ပါတယ်အလုတ်ကိုင်းအနေနဲ့ကတော့အင်္ဂါနံပစ္စည်းများဝင်လာရင်အကျိုးပေးပါမယ်အမြတ်ဆွန်းလည်းရရှိပါလိမ့်မယ်ဝတ်ဆင်ရမယ့်အယောင်ကတော့အဖြူရောင်အနီရောင်ကိုဝတ်ဆင်ပေးပါအိမ်တော်ကြီးအခြေရေးတင်းတင်းလျောက်ပတ်စွာနေထိုင်ပါဗျာရေရအနေနဲ့ကတော့မိမိအိတ်ခမ်းတွင်းမှာရှိတဲ့အနောက်တောင်ဘက်မှာရှိတဲ့တနင်္လာနံပစ္စည်းများကိုဖယ်ထုတ်ပေးလိုက်ပါအားလုံးအဆင်ပြေမှုတွေရရှိလာပါလိမ့်မယ်စနေသားသမီးများကတော့အထက်လူကြီးများရဲ့အနိုင်ကျင့်မှုကိုခံရတတ်ပါတယ်စိတ်တော့ကရောက်နေတဲ့ကာလပါဗျာအလုတ်ကိုင်းနေနဲ့တော့လက်ရှိလုပ်ငန်းကိုတိုးချဲ့လုပ်ကိုင်မှာချက်ထွန်လုပ်ကိုင်မှာအောင်မြင်မှုတွေရပါလိမ့်မယ်ဗုဒ္ဓဟူးနံဗုဒ္ဓဟူးသားစနေနံစနေသားသမီးများကြောင့်အလုတ်ကိုင်းများကောင်းမွန်ပါလိမ့်မယ်ရွှေရည်ပစ္စည်းလည်းမထင်မှတ်ဖဲဝင်လာနိုင်ပါတယ်အရှိစူးစူးအနောက်တောင်တောင်ကိုတော့ခီးမတော့ပါနဲ့အ내ရောင်ကိုဝတ်ဆင်ပေးပြီးတော့အိမ်တော်ရေးချီရေးရလဲတာတာရရရှိပါမယ်ရေရအနေနဲ့တော့ဖះကိုပေါက်ပေါက်ကတ်လူပူဇော်ပေးပါဗျာ
ဗီဒီယိုကိုဆုံးထိကြည့်ပြီးတဲ့နောက်မှာလှုပ်ဆောင်နေတဲ့ရေရာများကိုလှုပ်ဆောင်ပြီးကံကောင်းခြင်းတွေလက်ဝယ်ရရှိကြပါစေနောက်ထပ်တင်ပြမယ့်ဗီဒီယိုများကိုလည်းဆက်လက်ကြည့်ရှုလို့ရအောင် subscribe ပေးပြီးတော့ notification ခေါင်းလောင်းလေးလည်းနှိပ်ခဲ့ကြပါဦးခင်ဗျာကျွန်တော်ရဲ့ချစ်မိတ်ဆွေများအားလုံးဆန္ဒရှိသမျှစွမ်းဆောင်အောင်မြင်ကြပါစေ